Hello everyone ကျွန်တော်တို့ Billionaire Pick ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပေါ့နော်ကျွန်တော်တို့ဒီနေ့ပြပြပေးသွားမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ airdrop တွေကိုဘယ်လိုမျိုးအထောက်အပံ့လုပ်ရမလဲပြီးတော့ airdrop တွေကိုတနေရာထဲမှာတစုစီလုပ်လို့ရမယ် browser လေးတစ်ခုကိုကျွန်တော်တို့review အနေနဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင် browser အကြောင်းလေးဖြစ်ဖြစ်ကျွန်တော်တို့ပြပြပေးသွားမှာဖြစ်ပါတယ်အဲ့ browser ကတော့အားလုံးလည်းကြားဖို့နေကြဖြစ်လိမ့်မယ် Web3 မှာလည်းနာမည်ကြီးပြီးသားဖြစ်မယ်ဒီ Brave browser ဆိုတဲ့ကောင်ပေါ့နော် Brave browser ဆိုတဲ့ browser ကကျွန်တော်တို့Android မှာလည်းရတယ် iOS မှာလည်းရတယ် Windows ရော Mac ရောအဆုံး OS အဆုံးမှာရပါတယ်အဲ့တော့ Brave browser ကိုအရင်ဆုံးကျွန်တော်တို့ Chrome ကနေထောင်းလိုက်ပါမယ် Chrome ကနေထောင်းဖို့အတွက်ဆိုရင်ကျွန်တော်တို့ Brave browser ထောင်းဖို့အတွက် VPN လိုအပ်ပါတယ် VPN ကိုတော့အဆင်ပြေတဲ့ VPN သုံးလိုက်ပေါ့နော် VPN နဲ့ဒီ Brave browser ထောင်းပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ Brave browser ထဲဝင်မယ်ပေါ့နော် Brave browser ဘာဖြစ်လို့ကျွန်တော် Brave browser ကိုပြောရလဲဆိုလို့ရှိရင် Brave browser မှာကျွန်တော်တို့ဝင်လိုက်တာနဲ့ဒီလိုမျိုးတွေ့မယ်ပေါ့နော်အဓိကသူ့ရဲ့အဓိကအားသာချက်ကတော့ AD block လုပ်ပေးတာဖြစ်ပါတယ် AD block လုပ်ပေးတယ်ဆိုတာဒီကျွန်တော်တို့ကြောင်ညာဝင်တာတွေကိုသူတို့ဘက်ကနေပြီးတော့ auto ပိတ်ပေးတာဖြစ်ပါတယ်AD block ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့user interface တွေကိုပို့ပြီးတော့ကောင်းကောင်းမွန်မြင်နိုင်တယ်ပေါ့နော်ပြီးတော့ user experience ပိုကောင်းတယ်ပေါ့နောက်ပြီးတော့ဒီ crypto project တွေကိုဘာဖြစ်လို့ညွှန်ပေးလဲဆိုရင်ကျွန်တော်တို့ Brave browser မှာကျွန်တော်တို့ဒီ extension ရတယ်အဓိကလေဒီ extension လည်းရတယ်လို့ကျွန်တော်တို့သူ့မှာ integrated ဖြစ်ပြီးသား wallet လည်းပါပြီးသားဗျ integrated ဖြစ်ပြီးသား wallet ပါပြီးသားဘာတစ်ခုကောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ wallet မျိုးစုံကို extension တွေမှာထည့်နေကြမလို့တော့ဘဲနဲ့ဒီ wallet တစ်ခုထဲမှာလည်း extension တွေထည့်ထားလို့ရတယ်ပေါ့နော်ဟိုမှာကျွန်တော်တစ်ခုပြမယ်ခင်ဗျ okay ကျွန်တော်ဒီ wallet တွေကိုဒါကျွန်တော်ကတော့ wallet ဖွင့်ပြီးသားမလို့ပေါ့နော်ဒီ wallet တွေကိုကျွန်တော်တို့ brother တို့အနေနဲ့ဝင်လိုက်မယ်ဆိုရင် wallet တွေကိုဝင်ခြင်းမှာ brother တို့ wallet create လုပ်တာရယ် wallet import လုပ်တာရယ်ဆိုရှိတယ်ခင်ဗျအဲ့မှာ wallet import ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီ wallet import လုပ်ပြီးတော့ C phrase နေရာမှာကျွန်တော်ဒီ MetaMask က C phrase ဖြစ်ဖြစ်brother တို့သုံးနေကြ wallet တစ်ခုခုရဲ့ C phrase ကိုထည့်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီ wallet ထဲကနေ account ထဲမှာအဓိကဒီ account လေးခုဝင်လာမယ်ပေါ့နော်ဒီမှာတော့သူက account 1လို့ပေါ်နေလိမ့်မယ်ကျွန်တော်ကတော့ MetaMask လို့နာမည်ချိန်ထားတယ်ကျွန်တော် MetaMask ဒီကသုံးတာဖြစ်တဲ့အတွက် MetaMask လို့ချိန်ထားတယ်ကျွန်တော်တို့ကတော့သူနဲ့ပတ်သက်တဲ့ဒီ chain တွေနဲ့ပတ်သက်တဲ့ account တွေဝင်လာမယ်ပေါ့နော်ပြီးတော့ဒီ import တဲ့ account မှာကျွန်တော်တို့သုံးချင်တဲ့ wallet က private key ကိုထည့်ပြီးတော့ကျွန်တော်တို့သုံးလို့ရတယ်ခင်ဗျဒီ1430ကိုနှိပ်ပြီးတော့ဒီ import account ကနေပြီးတော့ကျွန်တော်တို့ဒီမှာဘယ် chain ကိုထည့်မှာလဲများသောအားဖြင့်တော့ Ethereum chain ပါเนาะ EVM chain အဓိကအဖြစ် EVM လို့ခေါ်တယ်ဒီ EVM ကြောင့်နောက်မှကျွန်တော်တက် video တစ်ပုဒ်လုပ်ပြပါမယ် EVM ကို import လုပ်ပြီးတော့ဒီမှာ private key ထည့်ပြီးနာမည်ကြိုချက်တဲ့နာမည်ပေးလိုက်တာနဲ့ကျွန်တော်တို့ဒီမှာနာမည်နဲ့ wallet နဲ့ဝင်လာမယ်ပေါ့เนาะဒါဆိုရင်အဲ့ဒီ wallet က crypto access တွေကိုကျွန်တော်တို့အနေနဲ့ဒီမှာ control လုပ်လို့ရပြီပေါ့เนาะအဲ့ဒါသူ့ရဲ့တော်တော်လေးအားသာတဲ့အချက်ပြပြီးတော့ဒီမှာ extension ရတဲ့အတွက်ကျွန်တော်တို့project တွေဘာတွေ run တဲ့အခါမျိုးတွေ extension နဲ့ no mining နဲ့ run တဲ့အခါမျိုးတွေ deep mining run တဲ့အခါမျိုးတွေကြာလို့ရှိရင်လည်းပို့ပြီးတော့အဆင်ပြေတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ဒီအဓိကပြောချင်တာကတော့ဒီ wallet အကြောင်းလေးပေါ့နော်အဓိက AD block ဖြစ်တယ်ဒီ integration wallet လည်းပါပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအကောင်လေးကိုအဓိကသုံးရတယ်ပုံစံပေါ့နော်ကျွန်တော်ခုနကပြောသလိုပဲaccount ကို import လုပ်မယ် C phrase တွေထည့်ပြီးသွားရင်ကျွန်တော်တို့ MetaMask ပုံစံနဲ့တခြား wallet တွေဘယ်လိုထည့်မလဲဆိုတာကျွန်တော်ထည့်ပြမယ်ခင်ဗျကျွန်တော်ဖုန်းထဲကဒီ OKX wallet တစ်ခုကိုကျွန်တော်ဝင်ပြမယ်ပေါ့နော်ကျွန်တော်အခုလက်ရှိမှာကတော့ကျွန်တော် MetaMask ဝင်ထားတယ်ပြီးတော့ကျွန်တော်ဒီမှာ Phantom ဝင်ထားတယ်ကျွန်တော် Monet လောက်တော့အကောင့်လေးတစ်ခုလည်းဝင်ထားတယ်ခင်ဗျအဲ့တော့ကျွန်တော်အရင်ဆုံး OKX ဖုန်းထဲက OKX တွေကိုအရင်သွားလိုက်မယ်ပေါ့နော် okay ဖုန်းထဲကကျွန်တော်တို့ OKX တွေကိုသွားမယ်ပေါ့နော်ဖုန်းထဲကနေပြီးကျွန်တော်ဒီ OKX ထဲကိုဝင်ပြီးတော့ကျွန်တော်တို့ဒီမှာရှိတဲ့ OKX ထဲကနေဒီမှာ OKX account 1 OKX account 1ကိုကျွန်တော်တို့ထည့်မှာဖြစ်ပါတယ် OKX account 1ထဲကိုဝင်ပြီးတော့ကျွန်တော်ဒီ manage wallet ထဲကနေကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်private key သွားယူမယ်ပေါ့နော်အဓိကတော့ private key နဲ့ထည့်အောင်ဖြစ်တဲ့အတွက်ကျွန်တော် private key သွားယူမယ် private key သွားယူပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာEVM network ကိုပဲထည့်မှာဖြစ်တဲ့အတွက် EVM network ထဲကိုဝင်ပြီးတော့ကျွန်တော်ဒီကဒီ network private key ကိုကျွန်တော်တို့ယူလိုက်မယ် copy ယူလိုက်မယ်ယူပြီးတော့ကျွန်တော်တို့ Brave browser တွေကိုသွားပြီးတော့ဒီ SL30 ကနေပြီးတော့ကျွန်တော်တို့ဒီမှာ account import လုပ်မှာဖြစ်တဲ့အတွက် account import တွေကနေ EVM ကို import လုပ်မယ်ကျွန်တော်ဒီမှာခုနက private key ကိုကျွန်တော်ထည့်လိုက်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာ account မှာကျွန်တော် OKK sorry OKX1 ဆိုပြီးနာမည်ပေးပြီးတော့ import လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်ရဲ့ OKX1 ဆိုတဲ့ account ဝင်လာပြီပေါ့နော်ကျွန်တော် OKX1 account ထဲမှာကျွန်တော်ဘာရှိလဲဆိုတော့တစ်ချက်တော့ကြည့်လိုက်မယ် okay OKX1 ထဲမှာကျွန်တော်ရဲ့ဒီမှာဘာတွေရှိလဲဆိုလို့ရှိရင်အဓိကအပြင်ကျွန်တော်ဒီမှာ Arbitrum Ethereum 35လောက်တစ်ခွန်3ပေါ့နော်အကောင်ရှိရပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ wallet ထဲမှာဘယ်လောက်ရောက်လာလဲဆိုတော့ကြည့်မယ်အဲ့တော့ portfolio တွေကနေပြီးတော့ portfolio ဆိုတာကတော့ကျွန်တော်တို့ဒီထဲမှာ account ထဲမှာရှိသမျှ crypto assets တွေကိုတနေရာထဲမှာစုပေးထားတဲ့နေရာပေါ့နော်အဲ့နေရာကနေပြီးတော့ကျွန်တော်တို့ဒီမှာEthereum Arbitrum 1ပေါ့နော်အဲ့ဒီကနေမှဒီမှာOKX1 ဆိုတဲ့အကောင်မှာကျွန်တော်တို့ကEthereum
ပေါ်နေပြီပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ OKX wallet ကိုဒီ Brave browser ကနေ Brave wallet ကနေတစ်ဆင့်ကျွန်တော်တို့သုံးလို့ရပြီပေါ့နော်ကျွန်တော်တို့ဘယ် website ကိုပဲရောက်ဘယ် project ကိုပဲလုပ်လို့ကျွန်တော်တို့ connect wallet နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမြဲတမ်း Brave wallet ဆိုတဲ့ကောင်ပါနေမယ်ပေါ့နော်ကျွန်တော်တို့ Brave browser တွေကဝင်ထားမယ်ဆိုရင် Brave wallet ဆိုတဲ့ကောင်ပါနေပါမယ်တခြား wallet တွေလည်းပါလာနိုင်ပါတယ်ဒါပေမဲ့ Brave wallet ကိုပဲကျွန်တော်တို့ရွေးပြီးရပါတယ် Brave wallet ကိုရွေးလိုက်ပြီဆိုတာနဲ့သူဒီ take ကဒီကျွန်တော်တို့EVM ပေါ်မှာလုပ်လို့တယ်ပေါ့နော်အဲ့တော့ EVM wallet တွေအကုန်လုံးသူကဒီမှာကြာလာမယ်ပေါ့နော်ကျွန်တော်တို့ wallet အသစ်ထည့်ချင်တယ်ဆိုရင်တော့ဒီ edit account ကနေထည့်လို့ရတယ်ဒီမှာတော့ကျွန်တော်ခုနထည့်ခဲ့တဲ့ MetaMask Monad ပြီးတော့ OKX1 ပေါ့နော်အဲ့ထဲမှာကျွန်တော်ဒီ MetaMask နဲ့ချိန်ထားနေကြဆို MetaMask လေးရွေးပြီးတော့ next connect လုပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ wallet ဒီတန်းပြီးတော့ sign ပြပြီးတော့တန်းပြီး connect ဖြစ်သွားမှာဖြစ်ပါတယ်ဒီမှာ wallet connect ဖြစ်သွားပြီခင်ဗျဒါဒီကျွန်တော်တို့ဒီမှာ B20 ဒီကျွန်တော်ရဲ့MetaMask address ဖြစ်ပါတယ်ဒါမှန်တယ်ပေါ့နော် MetaMask တကယ်လို့ကိုက MetaMask နဲ့ချိန်ထားတာမဟုတ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီခုနအကောင့်ရွေးတဲ့နေရာပေါ့နော်ကျွန်တော်ပြန်ပြပေးမယ်ခင်ဗျခုန wallet connect လုပ်တယ်ပြီးတော့ Brave wallet ရွေးတယ်ပြီးတော့လို့ရှိရင်ဒါတော့ခုနရွေးပြီးသားဖြစ်နေလို့ပေါ့နော် sorry ဒီမှာ RWA miner ပေါ့နော် RWA miner မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ connect wallet ကနှိပ်လိုက်ရင်ဒီမှာ Brave မပါဘူးခင်ဗျဒါပေမဲ့မစိုးရိမ်ပါနဲ့ကျွန်တော်တို့ MetaMask နဲ့ချိန်ခဲ့တာဆို MetaMask ကိုပဲရွေးပေးလိုက်ရင်သူက auto Brave ထဲကိုရောက်သွားမှာခင်ဗျအဲ့ထည့်ရောက်သွားပြီဆိုလို့ရှိရင်တော့ဒီမှာကိုကြိုက်တဲ့အကောင့်ရွေးလို့ရတယ်ကိုက MetaMask နဲ့ချိန်ရတာမဟုတ်တခြားအကောင့်ဆိုတော့တခြားအကောင့်ရွေးပြီးချိန်လိုက်ရုံပဲအဲ့လိုမျိုးချိန်ပေးလိုက်လို့ရတယ်ပေါ့နော်ဒါရန်ကိုလျင်မြန်တဲ့wallet integration wallet တစ်ခုဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီထဲမှာလည်းအစုံလုပ်လို့ရတယ်ပေါ့နော်ပြီးတော့ extension လည်းပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ DP နဲ့ run လို့ရမယ် node တွေ run လို့ရမယ်ပေါ့နော်အဲ့တော့ project တွေအကုန်လုံးကိုကျွန်တော်တို့ဒီ Brave ထဲမှာပဲအကုန်လုပ်လို့ရမယ်ပြီးတော့ Brave ဒီ AD block ဖြစ်တဲ့အတွက် AD block လည်းပါတဲ့အတွက်တော်တော်လေးကိုအဆင်ပြေတဲ့ browser တစ်ခုဖြစ်ပါတယ် okay အဲ့တော့ crypto mining လုပ်နေကြတဲ့လူတွေ crypto airdrop လုပ်နေကြတဲ့လူတွေအကုန်လုံးအတွက်အားလုံးပဲအဆင်ပြေမယ်လို့ညွှန်လင်းပါတယ်အားလုံးနဲ့အဆင်ပြေတဲ့ဒီ Brave browser ကိုကျွန်တော်တည်တလောက်လေး share လုပ်ပေးချင်တာဖြစ်ပါတယ်မကောင်းတဲ့အချက်တွေလည်းရှိတယ်ပေါ့နော်ဒါတော့နောက်မှတက်ကျွန်တော် video ထပ်လုပ်ပေးပါမယ်အဲ့တော့ကြည့်ရှုပေးတဲ့လူအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါဦးခင်ဗျာ